မေလ30ရက်နေ့မှာ UCL Final အဖြစ်ရှင်ပြိုင်ကစားကြမယ် PSG အသင်းနဲ့ Arsenal အသင်းတို့ရဲ့ဘောထက်ကစားသမားတွေထဲမှာအကောင်းဆုံး17ယောက်ကိုရွေးချယ်ပါမယ်။ Okay ဒါဆိုရင်တော့ပထမဆုံးအနေနဲ့ဂိုးသမားနေရာကိုရွေးချယ်ရမှာဆိုရင်တော့ PSG အသင်းမှာဂိုးသမား Safonov ရှိမယ်။ Arsenal အသင်းမှာတော့ David Raya ရှိပါမယ်။ Safonov ကဒီနေ့Champions League မှာ clean sheet 5ကြိမ်ရရှိထားပြီးတော့ David Raya ကတော့ clean sheet 6ကြိမ်တောင်ရရှိထားပါတယ်။ PSG အသင်းက Champions League မှာပေးကို22ဂိုးတောင်ပေးခဲ့ရပြီးတော့ Arsenal အသင်းကတော့ပေးကို6ဂိုးပဲရှိပါတယ်။ဒါကြောင့်ဂိုးသမားနေရာကိုရွေးချယ်ရမယ်ဆိုတော့ David Raya ကိုရွေးချယ်ပါမယ်။ညာနောက်ခံလူနေရာမှာဆိုရင် PSG အသင်းမှာ Hakimi ရှိမယ်။ Arsenal အသင်းမှာဆိုရင် Julian Timber ရှိမယ်။ Hakimi ရော Julian Timber ကနှစ်ယောက်လုံးခြေစွမ်းကောင်းပါတယ်။ Hakimi ကဒီရာသီမှာပွဲတွေအများကြီးမကစားရဘူး။ဒါလည်းသူ့ရဲ့ဒဏ်ရာအခြေအနေကြောင့်ပါ။ Julian Timber ကတော့ပွဲတွေအများကြီးကစားထားပြီးတော့ခြေစွမ်းကောင်းတွေလည်းပြသထားပါတယ်။ဒါပေမဲ့သူလည်းခုလက်ရှိမှာဒဏ်ရာနဲ့ငယ်ရရှိနေပါတယ်။နှစ်ယောက်ထဲမှာတစ်ယောက်ကိုရွေးချယ်ရမယ်ဆိုရင်တော့Hakimi က UCL ဖလားလည်းရရှိထားတဲ့ကစားသမားဖြစ်တယ်။ဒဏ်ရာသာကင်းမယ်ဆိုရင် Hakimi ကပို့ပြီးတော့ခြေစွမ်းကောင်းပါတယ်။ဒါကြောင့်ဒီနေရာမှာတော့အကောင်းဆုံး right back နေရာမှာတော့ Hakimi ကိုရွေးချယ်လိုက်ပါမယ်။ Okay စင်တာဘက်တွေဖြစ်တဲ့Marquinhos နဲ့ Saliba ဆိုရင် Marquinhos ကအသက်အရွယ်တစ်ခုတော့ရလာပြီ။မနစ်ကလည်း PSG ကို UCL ဖလားယူပေးထားနိုင်တယ်။ Saliba ကလည်းဒီနှစ်မှာ Arsenal ကိုကာလအတန်ကြာဝေးနေတဲ့ Premier League ဖလားကိုရယူထားသလို UCL Final ရောက်ရှိအောင်လည်းစွမ်းဆောင်ပေးထားနိုင်ပါတယ်။ Arsenal အသင်းကဒီ UCL Final ရောက်ရှိလာတယ်ဆိုတာကသူတို့ရဲ့ခံစစ်စွမ်းရည်ကောင်းမှုကအဓိကကျပါတယ်။ဒါကြောင့်Marquinhos နဲ့ Saliba မှာဆိုရင်အသက်အရွယ်ရပိုပြီးတော့ကစားအကောင်းတဲ့ Saliba ကိုပဲရွေးချယ်ပါရစေ။နောက်ထပ်စင်တာဘက်နေရာဖြစ်တဲ့ PSG အသင်းကPacho နဲ့ Arsenal အသင်းကGabriel ဆိုရင်တော့အများကြီးစဉ်းစားနေစရာမလိုပါဘူး။ Gabriel ကအများကြီးပိုကောင်းတာဖြစ်တဲ့အတွက် Gabriel ကိုရွေးချယ်ပါရစေ။ထို့အတူပဲ PSG ရဲ့ဘယ်နောက်ခံလူဖြစ်တဲ့Nuno Mendes နဲ့ Arsenal အသင်းရဲ့ဘယ်နောက်ခံလူဖြစ်တဲ့Calafiori ကိုရှင်ပြီးတော့ရွေးချယ်ရမယ်ဆိုရင်အားလုံးပဲသိကြတဲ့အတိုင်း Nuno Mendes ကပို့ပြီးတော့ကောင်းပါတယ်။ဒါကြောင့်ဒီနေရာမှာ Nuno Mendes ကိုရွေးချယ်ခြင်းပါတယ်။ခွင်းလင်ခံစစ်မှာဆိုရင် PSG မှာ João Neves ရှိမယ်။ Arsenal မှာ Declan Rice ရှိမယ်။ João Neves ကလူငယ်ကစားသမားဖြစ်ပြီးတော့သူကအနာဂတ်မှာထွန်းတောက်လာမယ့်ကစားသမားပါ။ Declan Rice ကတော့လက်ရှိကမ္ဘာမှာအကောင်းဆုံး defensive midfielder လို့ဆိုရပါပါ။ဒါကြောင့်ဒီနေရာမှာ João Neves နဲ့ Rice နဲ့ရှင်းမယ်ဆိုရင်တော့ Rice ကိုရွေးချယ်ပါမယ်။နောက်ထပ် Central midfield ဖြစ်တဲ့PSG အသင်းကVitinha နဲ့ Arsenal အသင်းကSkelly တို့ကိုရွေးချယ်မယ်ဆိုရင်တော့Vitinha လုံးဝအသာကြီးဖြစ်တဲ့အတွက်Vitinha ကိုပဲရွေးချယ်ကြပါတယ်။အဲ့တိုင်းစစ်အတွက်ဆိုရင် PSG မှာ Fabian Ruiz ရှိမယ်။ Arsenal မှာတော့ Easy ရှိပါမယ်။ Fabian Ruiz ကဒီနှစ်ဘောလုံးရာသီမှာ PSG အသင်းအတွက်ဂိုးပါဝင်ပတ်သက်မှုမှာတော်တော်လေးကိုနည်းနေတယ်။သူဟာအသင်းကစားကွက်မှာပိုကောင်းအောင်ပြုလုပ်ပေးနိုင်တဲ့ကစားသမားကိုဖြစ်ပြီးတော့အသင်းလိုက်မှာပို့ပြီးတော့ခြေစွမ်းပြတဲ့ကစားသမားမျိုးပါ။ Easy ကတော့သူ့ရဲ့တကူတော့စွမ်းရည်တွေနဲ့အသင်းကို carry လုပ်နိုင်တယ်။ဒီနေ့ Arsenal အသင်းရဲ့ဂိုးပါဝင်ပတ်သက်မှုမှာလည်းတော်တော်လေးကိုများပါတယ်။ဒါကြောင့် Fabian Ruiz နဲ့ Easy နဲ့ဆိုရင်တော့ Easy ကိုရွေးချယ်ပါမယ်။ဘယ်တောင်မှပိုကောင်းတဲ့ကစားသမားကိုရွေးချယ်ရမယ်ဆိုရင်တော့ PSG အသင်းမှာ Desire Doué ရှိမယ်။ Arsenal အသင်းမှာ Bukayo Saka ရှိမယ်။ Okay Desire Doué နဲ့ Bukayo Saka နဲ့ဆိုတာခြေစွမ်းအရင်တော့မကွာဘူး။ Doué ကတော့မနစ်က Champions League Final မှာလည်း2ဂိုးသွင်းခြေစွမ်းပြပြီးတော့ UCL ဖလားကို PSG ကိုယူပေးထားနိုင်တယ်လို့ Bukayo Saka ကလည်း Arsenal UCL Final တက်အောင် Atletico Madrid ကိုဒုတိယကြော့မှာတလုံးနဲ့တော့အနိုင်ဂိုးနဲ့ Arsenal အသင်းကို Final ရောက်ရှိအောင်စွမ်းဆောင်ပေးထားနိုင်တဲ့ကစားသမားပါ။စွမ်းအရန်ကြီးမကွာဘူးဆိုပေမဲ့Saka ကခံစစ်ကိုပိုကူနိုင်တယ်ပို့ပြီးတော့လည်းမကြောပါတယ်။ဒါကြောင့်ဒီနေရာမှာတော့ Saka ကိုပဲရွေးချယ်လိုက်ပါတယ်။နောက်တောင်မှာတော့ PSG အသင်းမှာ Kvaratskhelia ရှိမယ်။ Arsenal အသင်းမှာတော့ Trossard ရှိမယ်။သွင်းဂိုးတွေဂိုးဖန်တီးမှုတွေအရင်မကွာလှပေမဲ့Kvaratskhelia ကArsenal အသင်းက Trossard ထက်အများကြီးပိုကောင်းတယ်ဆိုတာကိုအားလုံးပဲသိကြပါတယ်။ဒါကြောင့်ဒီနေရာမှာတော့ Kvaratskhelia ကိုရွေးချယ်လိုက်ပါရစေ။ Striker နေရာမှာဆိုရင်တော့ PSG အသင်းမှာ Dembele ရှိမယ်။ Arsenal အသင်းမှာ Gyökeres ရှိမယ်။ Dembele ကလုံးဝ Striker အဖြစ်ဆော့နေတာမျိုးတော့မဟုတ်ပါဘူး။ PSG အသင်းမှာ False 9လိုမျိုးဆော့နေပြီးတော့ pressing တော်တော်လေးကိုကောင်းတယ်။ Gyökeres ကကြတော့ဂိုးသွင်းပိုသေးချတယ်။သူကဒီတိုက်စစ်ဘောက်ထဲမှာအများစုနေရာယူပြီးတော့တင်ပြီးတဲ့အလုံးတွေကို finishing လုပ်တာတော်တော်လေးကိုကောင်းပါတယ်။ဒါပေမဲ့
မနစ်ကမှဘောလုံးတီရောပူနေနေရရှိထားတဲ့အော်စမန်တမ်မီလီနဲ့အာဆနယ်ရဲ့တိုက်စစ်မှုယောဂရက်ဆိုရင်တော့မီလီကိုပဲရွေးချယ်လိုက်ပါတယ်။ Okay ဒါကတော့ကျွန်တော်ရွေးချယ်ထားတဲ့အသိန်း2သိန်းလုံးတဲကမှအကောင်းဆုံးကစားသမား17ယောက်ပါ။ပိသက်ကြီးရောကိုယ့်ရဲ့အမြင်နဲ့အဆန္ဒနဲ့ထပ်တူကြတာတကယ်လို့မကြောက်ဘူးဆိုရင်လည်း comment မှာဝေဖန်ပြီးတော့ပြောသွားလို့ရပါတယ်။ ဟုတ်ကဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ကိုခေါင်းနဲ့စီစဉ်နေတဲ့ထပ်ပြီးတော့လာခဲ့ပါအောင်မယ်ဗျ။ကျွန်တော်ရန်ကုန် sport ကတပ်ပိုင်ပဲဖြစ်ပါတယ်။